professional ကျွန်တော်မြန်မာယူရလောက်ဝိတ်ကိုတက်ထိုးတယ်ထိုးတဲ့ခါမှာလည်းနိုင်ပွဲတွေရတယ်သူကအခုကျွန်တော်မြန်မာနိုင်ငံမှာတော့မရှိနေပါဘူးခင်ဗျာဆိုတော့ Australia မှာပါသူကဒီချစ်ရတဲ့ပြည်သက်တွေအတွက်ကိုပြီးသွားရင်ဆိုတော့အစီအစဉ်လေးတစ်ခုရှိတယ် VR လေးနဲ့ပဲကျွန်တော်ပြမယ်ဆိုတော့အခုကတော့ဘာတူလဲဆိုတော့ Yamin the Beast ဖြစ်ပါတယ်ပြတိတွေလက်ပြီးတော့မိုးချိန်တဝင်းပြီးရသူလက်ကန်ညာလာတဲ့ hater တွေဆိုရင်အချင်းနဲ့လို့ချိန်ငါတို့မလိမ့် we flex copy fresh never flex both thing လောက်ရှာနေတဲ့သူကလောက်ရှာဘယ်လိုလက်ခွင့်ပေးတာဒီတော့သူကမှချူမထားမပဲမတော့ခါနိုင်ကလုံးမလာပါတော့မလို့မဲတို့ဒီကိုကြတဲ့ on tour so fresh so clean my rap so lean I'm blessed homie I get it live like a techno scene can't mess with it essence like retro jeans the fittest on earth have Yamin the Beast ဖြစ်ပါတယ် Yamin ကကျွန်တော်တို့ဒီ Fitness Sauna FOE season 2ကိုပြိုင်ဖို့အတွက် Australia နဲ့တကူတကမြန်မာနိုင်ငံကိုပြန်လာဖြစ်ပါတယ်အခုကတော့သူကိုယ်တိုင်ကလည်းမြန်မာနိုင်ငံမှာမရှိတော့ဘူးပြန်သွားပြီပေါ့နော်ဒါပေမဲ့ဒီချစ်ရတဲ့ပြည်သက်တွေအတွက်ကိုဟိုအဝေးကနေပြီးတော့ဗီဒီယိုလေးလှမ်းပို့ထားအဲ့ဒါလေးဖွင့်ပြပေးတူကြည့်တယ်မိတ်ဆက်ပေးရမယ်ဆိုတော့ဖြင့်ငယ်တဲ့ဒီကနေ့လောက်ကျွန်တော်ဒီပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်ပေါင်118ရှိတဲ့ဝတ္ထုလေးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာအဖို့စီစဉ်သူရဲ့တန်ဖိုးဝင်တရားဝင်နဲ့ပါဝင်ရှင်းပြခွင့်ရရှိခဲ့လို့ဖြစ်ပါတယ်ကျွန်တော်ကိုသိကြတဲ့လူတွေတော်တော်များများကတော့မြန်မာလူဝင်နဲ့ပတ်သက်ပြီးတော့သိကြတယ်အဲဒီတော့ကျွန်တော်ခုအဖို့စီစဉ်သူမှာပါလာပြီကျွန်တော်ကအိမ်ကြီးတက်ပဲလာတာလားကပတ်ကိုစိန်ခေါ်နိုင်မဲ့လူတစ်ယောက်လားဆိုတော့အဖို့စီစဉ်သူမှာစောင့်မျှော်ကြည့်ရှုအားပေးကြဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကိုခွင့်ရပေးခဲ့တဲ့ဒီ FOE organization အတောင်းရှိတဲ့သူတွေပေါ့နော်ကျွန်တော်ဘယ်လောက်ပဲစူးစမ်းကျွန်တော်ရဲ့စူးစမ်းမှုတွေကိုဒီလိုမျိုးအတိအမှတ်ပြုတဲ့လူတွေမရှိရင်ကျွန်တော်စူးစမ်းမှုတွေကရမထင်နိုင်ပါဘူးဒီ FOE ရဲ့တောင်းရှိသူတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဘာတွေလုပ်ပြမလဲဒီ challenge ကိုကျွန်တော်လောလောကူလေးဖျက်ကျော်နိုင်မှာလားပြီးတော့နောက်တစ်ချက်ကဒီစီစဉ်တူမှာစီစဉ်ဝိုင်းနဲ့မတူတာတော့ဖြုတ်ချမဲ့အဆင့်ကြီးပါတယ်ဆိုတော့နော်ကျွန်တော်စောကြီးပြုတ်သွားမှာလားဒါမှမဟုတ်ကပတ်ကိုစင်ခေါ်နိုင်မဲ့လူလားအဖြစ်တယောက်ဖြစ်ပဲပါဝင်လာမယ်တဘောဝင်တယောက်လားဆိုတော့ဒီစီစဉ်တူမှာစောင့်မျှော်ကြည့်ရှုပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်အာမခံနိုင်တာတစ်ခုကတော့ကျွန်တော်မြန်မာလက်ဝဲတပွဲထိုးပြီးတော့နော်အဲ့တော့အားပေးခဲ့တဲ့လူတွေကိုလည်းကျွန်တော်စိတ်မပြတ်စေခဲ့လို့စီစဉ်တူမှာလည်းကျွန်တော်အားပေးတဲ့လူတွေအားလုံးကိုစိတ်မပြတ်စေရပါဘူးလို့ကျွန်တော်အာမခံနိုင်ပါတယ်ကျွန်တော်အခုလောလောဆယ်မှာအော်စတြေးလျနိုင်ငံနယ်ဘုံမြို့မှာတောင်းရွှေ့နေထိုင်နေတာဖြစ်တဲ့အတွက်ဒီနေ့ pressure ပွဲလေးမှာအားလုံးနဲ့တူရှိနိုင်တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ပြန်လည်ဆုံးဖြတ်ကြပါဦးမယ်โอเคပါYaminကကျွန်တော်တို့ကသူ့ရဲ့ဗီဒီယိုတွေကအနေထားလေးကိုရှိုးလိုက်တယ်ဆိုရင်သူကကျွန်တော်တို့ဒီပေါ့နော် episode 1မှာကတည်းကသူကဖြဲတာနော် brother တော့ဝမ်းမှာလည်းဖြဲတာဒီထဲကမင်းဘလောက်လုပ်နေတယ်ငါဘလောက်လုပ်နေတယ်ကျုံမလားဆိုတဲ့ဟာမျိုးတွေကိုပေါ်တင်ဖြဲခဲ့တာဘသူဖြဲခဲ့တာလဲဆိုရင်တော့ပိုင်းလာတဲ့ခါကျကြည့်ပါ alright so okay so ကျွန်တော်တို့နောက်ဆုံးတစ်ယောက်ပေါ့